ဒီလူဟာပောက်ကွဲစေတတ်တဲ့ပစ္စည်းကိုဘားလေးဖြစ်အောင်ဖိပြပြီးပီကီတုံးပုံစံအတုံးလေးတွေဖြစ်အောင်ဖျက်တောက်လိုက်ပါတယ်ပြီးတော့တကယ်ပီကီလိုထင်ရအောင်တတုပြားနဲ့ထိုးပိုးထားလိုက်တယ်အဲ့ဒီနောက်ဆေးလေးဖူးတွေကဆေးလေးကလေးကိုယူပြီးအတွင်းမှာပောက်ကွဲစေမယ်ဝါယာကြိုးတစ်ချောင်းထည့်လိုက်ပါတယ်အမတ်သားလေးလုပ်ပြီးခြေရာခံနိုင်ဖို့ထက်ကတေးသေးလေးတစ်ခုပါထည့်ထားလိုက်တယ်နောက်တစ်စင်မှာတော့ငါးမန်းတွေကိုဝေးဝေးမှာထားနိုင်တဲ့ခင်းကိုအဝိုင်းပုံစံဘူးလေးတစ်ဖူးနဲ့ညှစ်ထည့်လိုက်ပါတယ်အဲ့ဒီနောက်သူနဲ့ရုပ်ရည်စင်တူတဲ့အလိုရှိနေတဲ့ရာဇဝတ်သားတယောက်ကိုရှာတွေ့သွားပါတယ်ပြီးတော့သူ့မျက်နှာကိုအဲ့ဒီရာဇဝတ်သားရဲ့ဓာတ်ပုံနဲ့တစ်ထက်တည်းတူအောင်အသွင်ပြောင်းလိုက်တယ်ပြီးတော့လမ်းပေါ်ထွက်ပြီးရဲတွေကိုတမင်တက်ရန်စလိုက်ပါတယ်ရဲတွေကသူ့ကိုဖမ်းပြီးဒူးထောက်ခိုင်းတဲ့အချိန်မှာတော့သူ့ရဲ့အတူအယောင်ထောက်ထားကိုတမင်ဖော်ထုတ်ပြလိုက်ပါတယ်အဲ့ဒီလိုနဲ့သူဟာပင်လယ်ရဲကအချင်းထောင်တစ်ခုကိုပို့ဆောင်ခံလိုက်ရပါတယ်အချင်းထောင်မှာစစ်ဆေးခံရတဲ့အချိန်သူ့မျက်နှာပေါ်ကတတူးတွေကိုမြင်ပေမဲ့အဆောင်တွေကဘာမှတန်တရားမရှိခဲ့ပါဘူးဆေးလေးဖူးနဲ့ပီကေတွေကိုပါစစ်ဆေးခဲ့ပေမဲ့ထူးခြားတာတစ်ခုမှမတွေ့ခဲ့ကြလို့သူ့ပစ္စည်းတွေကိုပြန်ပေးလိုက်ပါတယ်အချင်းထောင်ထဲရောက်တာနဲ့သူ့ရဲ့အဓိကဖြစ်မှတ်ကိုစတင်ရှာဖွေပါတယ်ဒါပေမဲ့အဲ့ဒီလူကိုကိုရန်တော်တွေကအမြဲတမ်းစောင့်တက်ထားပြီးနေတိုင်းလေ့ကျင့်ခန်းလုပ်တဲ့အချိန်တောင်အနီးကပ်ကာဝယ်ပေးထားကြပါတယ်အဲ့ဒီအချိန်မှာအချင်းသားတယောက်ကသူ့ကိုသတင်းတစ်ခုလာပြောတယ်သူ့ပြစ်မှတ်ကိုတပ်ဖို့စူးစမ်းနေတဲ့တခြားလူတယောက်လည်းရှိနေတယ်တဲ့ဒါနဲ့သူဟာချို့ဝက်ပြီးလက်ဆင့်ကမ်းနေတဲ့ဓာတ်တစ်ချောင်းကိုတတိထားမိသွားပါတယ်အဲ့ဒီဓာတ်ကိုအဝတ်လုံးနဲ့အချင်းသားတယောက်စီမှာရှိနေတာကိုတီးလိုက်တဲ့အတွက်အခွင့်အရေးကိုစောင့်နေခဲ့တယ်ထမင်းစားချိန်ရောက်တဲ့အခါသူကတမင်တကာလူတွေကိုတွန်းတိုက်ပြီးရုံရင်ဆန်ခတ်ဖြစ်အောင်လုပ်လိုက်ပါတယ်အဲ့ဒီရှုပ်ထွေးကြမှာအဝတ်လုံးနဲ့အချင်းသားစီကဓာတ်ကိုရှုပ်ဝက်ခိုးယူလိုက်ပါတယ်ဒီနေ့မှာသူ့ပြစ်မှတ်ကလေ့ကျင့်ခန်းလုပ်နေတော့ရုပ်တရက်လူတယောက်ကပြေးထွက်လာပြီးပြစ်မှတ်ကိုတပ်ဖို့စူးစမ်းလိုက်ပါတယ်အဲ့ဒီအချိန်မှာသူကချက်ချင်းဓာတ်ကိုပြစ်လွတ်လိုက်ပြီးပြစ်မှတ်ကိုကယ်တင်လိုက်ပါတယ်အသက်ဘေးကနေကယ်တင်ခံလိုက်ရတဲ့ပြစ်မှတ်ဟာအလွန်ကျေးဇူးတင်သွားပြီးသူ့ခန်းထဲမှာအတူတူထမင်းစားဖို့ဖိတ်ခေါ်လိုက်ပါတယ်အချင်းထောင်ဆောင်တွေကသူ့ကိုပြစ်မှတ်ရဲ့အခန်းထဲအထိခေါ်ဆောင်သွားကြပါတယ်အခန်းထဲရောက်တော့ပြစ်မှတ်ကဆေးဖက်ဝင်ပြင်းမျိုးကိုရောဆက်ပြီးကျမ်းမာရေးအတွက်ဆေးဖြော်နေပါတယ်အဲ့ဒီအချိန်မှာသူ့မျက်စိကမြေတွေထိထားတဲ့ဝိုင်ဘိုလင်းတစ်လုံးပေါ်ကျသွားပါတယ်အဲ့ဒီဘိုလင်းကိုမြင်လိုက်တာနဲ့သူ့ခေါင်းထဲမှာအကြံတစ်ခုပေါ်လာပါတယ်သူကတစ်သားတို့တစ်ချောင်းကိုယူပြီးပြစ်မှတ်ကိုနောက်ကနေအင်အားပြင်းနဲ့ချုပ်ကင်လိုက်ပါတယ်ပြီးတော့ရတင်းပေါက်ဘက်ကိုဖိကတ်ထားလိုက်ပြီးပိုးဝါထင်းနဲ့ပြစ်မှတ်ရဲ့မျက်နှာကိုအုပ်ထားလိုက်ပါတယ်အသက်ရှူမရတော့တဲ့အထိအုပ်ထားလိုက်တဲ့အတွက်နောက်ဆုံးမှာပြစ်မှတ်ဟာတတိလေသွားပါတယ်အဲ့ဒီနောက်သူကဆေးမှုချို့ကိုရင်းနဲ့ဖြော်ပြီးတတိလက်နေတဲ့လူရဲ့ပါးစပ်ထဲကိုလောင်းထည့်လိုက်ပါတယ်ဆေးအာနီတင်ကြောင့်အဲ့ဒီလူဟာနာကျင်ပြီးတုန်လှုပ်လာပါတယ်အပြင်ကကိုရန်တော်တွေကအတန်တွေကြားသွားပြီးဘာဖြစ်နေတာလဲလို့မေးကြပါတယ်ဒါပေမဲ့သူကအေးအေးဆေးဆေးနဲ့သူဆူတောင်းနေပါတယ်လို့ပြန်ဖြေလိုက်ပါတယ်အဆောင်တွေကအခန်းထဲကိုလမ်းကြည့်လိုက်ပေမဲ့ထူးခြားတာတစ်ခုမှမတွေ့တာကြောင့်ပြန်ထွက်သွားကြပါတယ်အခွင့်ရေးရတာနဲ့သူလည်းဘာမှမဖြစ်သလိုအခန်းထဲကနေအေးအေးဆေးဆေးထွက်လာခဲ့ပါတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲအချင်းထောင်ဆောင်တွေကတခုခုမှယွင်းနေပြီဆိုတာတီးသွားကြပြီးတရားခံကိုစတင်ရှာဖွေပါတော့တယ်သူကတော့လူကြားထဲမှာအဆောင်တွေတွားနေတဲ့ဘက်နဲ့စန့်ကျင်ဘက်ကိုရှောက်သွားရင်းနေရန်တစ်ခုစီရောက်လာပါတယ်ပြီးတော့ကြိုတင်ပြင်ဆင်ထားတဲ့ပီကီတုံးပုံစံပောက်ကွဲပစ္စည်းတွေကိုချက်ချင်းထုတ်ယူပြီးလုံးဝိုင်းအောင်လုပ်လိုက်ပါတယ်နေရန်ပေါ်ကအပေါက်သေးသေးလေးတွေကိုအတင်းထည့်လိုက်တယ်အဲ့ဒီနောက်ဆေးလိပ်ထဲမှာကြိုတင်ထည့်ထားတဲ့ပောက်ကွဲစေမဲ့ဝါယာကြိုးကိုဆွဲထုတ်ပြီးမိမိလိုက်ပါတယ်ဒါပေမဲ့အချင်းထောင်ရဲ့ CCTV ကနေအဆောင်တွေကသူ့ကိုတွေ့သွားကြပါပြီအချိန်မရှိတော့တာကြောင့်သူကထက်ကတေးသေးလေးကိုမျိုးချလိုက်ပြီးအဝတ်စားတွေကိုချွတ်လိုက်ပါတယ်ပြီးတော့သူနဲ့အတူယူလာတဲ့ခင်ကိုတကူလုံးနှိမ့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအဆောင်တွေကသူ့စီကိုရောက်လာပါတော့တယ်နောက်ဆုံးစက္ကန့်မှာတော့ပောက်ကွဲမှုကြီးဖြစ်ပေါ်သွားပါတယ်သူကတစ်သားတို့တစ်ချောင်းကိုယူပြီးနေရန်ပေါက်ကိုပိုကျဲအောင်ဖွင့်လိုက်ပါတယ်ပြီးတော့အဲ့ဒီပေါက်ထဲကနေတိုးဝင်ပြီးအမြင့်မီတာ100လောက်ရှိတဲ့6ကမ်းပါးပေါ်ကနေအောက်ဘက်ပင်လယ်ထဲကိုခုန်ချလိုက်ပါတော့တယ်